ဒီနေ့တော့ကျွန်တော်မွန်တွန်းစီကနေပြီးတော့ဒိုင်မွန်အလုံး20ရခဲ့တယ်ပေါ့နော်အဲ့လိုအလုံး20ရခဲ့ဖို့အတွက်ကိုလည်းပဲကျွန်တော်ရှေ့မှာဗီဒီယိုတွေ9ပုတ်လောက်တင်လိုက်ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်မှာ view မရှိတဲ့အတွက်ကြောင့်မလို့ပါတပုတ်ကိုကျွန်တော် view က100 200အဲ့လောက်ပဲတက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးတော့မရဘူးပေါ့နော်မိတ်ဆွေတို့လည်းပဲဒီလိုမျိုးလေးတွေဒိုင်မွန်မဝင်နိုင်ဘူးဆိုတော့ဒီလိုမျိုးကျွန်တော်လိုမျိုးလေးတွေထွန်းကြည့်ပါနော်ဂိမ်းဗီဒီယိုလေးတွေကိုဒီလိုမျိုးလေးဒါ record လေးဖမ်းပြီးတော့ပြန် highlight ထုတ်ပြီးတော့ဒါမွန်တိုးရဲ့ဒီ MLB creator တွေမှာတော့ join ပြီးတော့အခုလိုမျိုးဗီဒီယိုလေးတွေကိုတင်ပါနော်ကျွန်တော်ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အကယ်လို့များကျွန်တော်မွန်တိုးစီကများဒိုင်မွန်အလုံးတရာရခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကိုပြန်ပြီးတော့ emote တစ်ခုလက်ဆောင်ပြန်ပြီးတော့ပေးသွားပါမယ်နော်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါဦးမယ်ဘိုင်ဘိုင်